ပဇာနာရဲ့ Zenith Skin ကိုဈေးသက်တောင်ဘယ်လိုဖောက်ရမလဲဆိုတာလေးပြောပြပေးသွားမှာဖြစ်ပါတယ်ဈေးသက်တောင်ဖောက်နည်းဆိုပေမဲ့သူက Premium Supply ကလည်းတစ်ချိန်ပဲလာတယ်သူ့ရဲ့ event ကြာချိန်ကလည်းရက်30ပဲကြာတာမို့လို့ကျွန်တော်ပုံမှန် event တွေထက်တော့ကုန်ကျစရိတ်ပိုပြီးတော့များနိုင်ပါတယ်ပုံမှန်ဒီ skin ကိုတန်းဖောက်မယ်ဆိုလို့ရှိရင်တော့ Diamond အနေနဲ့က9900ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပြီးတော့ပတ်စံအနေနဲ့ကလည်း3,400,000ဝန်းကျင်လောက်ကျသင့်မှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြမယ့်နီလန်လေးကတော့ Diamond အနေနဲ့က3,600ဝန်းကျင်ပဲကုန်မှာဖြစ်ပြီးတော့ငွေအနေနဲ့ဆိုလို့ရှိရင်လည်း3,900ကျော်လောက်ပဲကျသင့်မှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အချိန်မဆွဲဘဲနဲ့ဇရာလေးကိုကြည့်ပြီးစလိုက်ကြအောင်ခင်ဗျာဒီ event ကမေလ15ရက်နေ့မှာစလာမှာဖြစ်တဲ့အတွက်အဲ့ဒီနေ့မှာပဲကျွန်တော်တို့က weekly bet တစ်ပတ်ထည့်ပါမယ်တကယ်လို့မှ weekly bet ပြည့်နေရဆိုလဲ Diamond 100ထည့်လို့ရပါတယ်ပြီးရင်တော့မေလ15ရက်ကနေမေလ21ရက်နေ့ထိကိုမှကျွန်တော်တို့က daily 50% short ဈေးနဲ့တရက်ကိုတစ်ချိန်အနေနဲ့9ရက်တိတိလှည့်ပေးရမှာဖြစ်ပါတယ် weekly bet ကတရက်ကို Diamond 20ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတရက်ကိုတစ်ချိန်လှည့်ဖို့ရလောက်ပါတယ်မေလ22ရက်နေ့မှာဆိုရင်တော့သူ့ရဲ့ premium supply ဖြစ်တဲ့ဒီ free token တွေလာမယ့်နေ့ရောက်လာပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့က weekly bet 4ပတ်ရယ် Diamond 650ရယ်ထည့်မှာဖြစ်ပါတယ်တကယ်လို့မှ weekly bet တွေပြည့်နေတယ်ဆိုလို့ရှင်လဲ Diamond 1000တန်းထည့်လို့ရပါတယ်ပြီးရင်တော့အဲ့ဒီမေလ22ရက်နေ့မှာပဲ daily one draw တစ်ချိန်လှည့်မယ် short ဈေးနဲ့ပြီးရင်10 draw ကို2ချိန်လှည့်မှာဖြစ်ပါတယ်အဲ့ဒီ10 draw 2ချိန်လှည့်တဲ့ဟာကလည်းသူကပထမဆုံး10 draw အတွက်ကို Diamond 350ပဲကြာမှာဖြစ်ပြီးတော့နောက်ထပ်10 draw တွေက Diamond 900ကြာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချိန်20အတွက်ကို Diamond 850ကုန်သွားပါလိမ့်မယ်10 draw 2ချိန်လှည့်ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့က28ချိန်ထိလှည့်ပြီးသွားပြီပဲဖြစ်ပါတယ်ပြီးရင်တော့သူ့ရဲ့ free token 29ကရပါလိမ့်မယ်အဲ့ဒါကလည်းကျွန်တော် Diamond တွေ weekly bet တွေဖြစ်တဲ့အတွက်ကြောင့်မလို့29ကရတော့တာဖြစ်ပါတယ်အဲ့ဒါကိုပါလှည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့က59ချိန်ထိပြီးသွားပါလိမ့်မယ်ပြီးရင်တော့မေလ23ရက်ကနေပြီးတော့မှ event ရဲ့နောက်ဆုံးရက်ဖြစ်တဲ့ဇွန်လ14ရက်နေ့ထိကိုမှကျွန်တော်တို့က daily one draw short ဈေးနဲ့တရက်ကိုတစ်ချိန်23ရက်တိတိ23ချိန်တိတိလှည့်ပေးရမှာဖြစ်ပါတယ်858ချိန်ပြီးထားဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်23ချိန်ပေါင်းလိုက်တဲ့ချိန်ကျတော့ကျွန်တော်တို့ကအချိန်80ထိပြီးသွားပြီပဲဖြစ်ပါတယ်ဒီပဇာနာရဲ့ skin ကကျတော့ကျွန်တော်အချိန်120လှည့်ပြီးမှရမှာဖြစ်ပါတယ်တကယ်လို့မှကန်ကောင်းနေဆိုရင်တော့ဂျားထဲမှာလေသူ့အတူတန်းပေါက်ရင်ပေါက်သွားနိုင်ပါတယ်ဒါပေမဲ့ကန်ဆိုးတဲ့သူတွေအနေနဲ့ကျတော့လုံးဝကွက်တိရခြင်းနေဆိုရင်တော့အချိန်120ထိလှည့်ပေးရပါတယ်ကျွန်တော်တို့အခုအချိန်80ထိပြီးသွားပြီဆိုရင်တော့နောက်ထပ်အချိန်40လိုပါသေးတယ်အချိန်40တော့ကျွန်တော် event ရဲ့နောက်ဆုံးရက်ဒီဇွန်လ14ရက်နေ့မှာပေါ့နော်အဲ့ဒီနေ့မှာကျွန်တော်တို့က Diamond 2000ဖြည့်မှာဖြစ်ပါတယ် Diamond 2000ဖြည့်ပြီးတော့မှဒီ 10x draw ကို4ချိန်လှည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့အချိန်120ဖြစ်သွားပြီမို့လို့ဒီ Zenith Skin ကိုကျွန်တော်ပိုင်သွားပြီပဲဖြစ်ပါတယ် Diamond အနေနဲ့ total ကုန်မှာတော့3625လုံးကုန်မှာဖြစ်ပြီးတော့မှကုန်ကျငွေအနေနဲ့ကကြတော့3,98000ဝန်းကျင်ကုန်သွားမှာပဲဖြစ်ပါတယ်ဒီ skin ကဘာလို့အဲ့လောက်ထိကုန်ကြများတာလဲဆိုတော့သူ့ရဲ့ free token ကလည်းတစ်ချိန်ပဲပြီးတယ်ကြာချိန်ကလည်းရက်30ပဲပြီးတာမလို့သူကပို့ပြီးတော့ဈေးကြီးတာပဲဖြစ်ပါတယ်ပြီးရင်တော့ဒီ Zenith Skin ကလည်း gain တစ်ခုလုံးမှာဒီ Zenith Skin ကလည်း2កောင်ပဲရှိတာမလို့မိုတိုးအနေနဲ့ကလည်းချော်ဈေးမပေးထားတာဖြစ်နိုင်ပါတယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ် Diamond တွေလိုအပ်တယ်ဆိုလို့ရှိရင်လည်း Hugo Shop မှာလာပြီးအားပေးလို့ရပါတယ်